ကိုကြီးဘယ်သွားမလို့လဲငါလားအပေါ်ရခဏတော့တက်ကြည့်မျိုးလေနင်းတကယ်ချင်းရလဲစပင်းညက်နေအကြောက်မှမလားခဏတော့စောက်ရအောင်ပါဗောကိုကြီးရဲ့ကိုကြီးပြင်းနေရမလားဟုတ်ပါဘူးဟဲ့ငါနင်တို့ကိုလိုက်ဆောင်ပေးတာပါဟိုမှာအဖေနဲ့မေကလည်းလိုက်ဆောင်ပေးလို့ပြောနေတာမင်းတလင်းနဲ့ဟိုရွာလာတဲ့တငယ်ချင်းကဘာမှမညံ့ဘူးလားမသိပါဘူးကိုကြီးရဲ့အားနာလို့နေတူပါတယ်သူ့ကိုပြောထားပါတယ်အားမနာနေလို့အေးနေရတော့စပင်းနေကောက်စပင်းရောက်နေဆုံးနေဟိုမှာအဲ့တဲ့ကဘာမှမလုပ်ရအောင်ကိုကြီးရဲ့တလင်းပြောတာပဲသူကသူမလုပ်တဲ့ဟောင်းအေးအဲ့ဒါဆိုအပေါ်ခဏတော့တက်ကြည့်လိုက်အောင်ပဲနော်အေးကိုကြီးဆိုင်ရှင်ကိုလည်းမေးအောင်တော့အေးပါငါသိပါတယ်ဟိုညီမလေးအပေါ်ခဏတက်ကြည့်လို့ရမလားဟုတ်ကဲ့ရပါတယ်ငါဟဲ့စကူရရမနေလာမွေးကနေရပဲဒီတော့တစ်ခါမှမရောက်ဘူးရောထားလိုက်ပါငါရောက်တယ်ဆိုတော့လေအပေါ်မှာဘာမှမရှိပါလားအပေါ်ရဲ့ကြီးကဘာလုပ်ထားလဲမသိငှားတာလားမဟုတ်သေးပါဘူးထားလိုက်ပါမင်းမနေကိုကြီးအပေါ်ထဲမှာဘာရှိတယ်ဘာမှမရှိပါဘူးဟဲ့ဟိုညီမလေးပြီးပြီလားဟိုမြန်လေးလုပ်ပေးပါနော်အမားတို့ကနောက်ပြီးသွားစရာလေးရှိလို့ဟဲ့ပိုးရသူပြီးပြီလားအေးငါပြီးပြီထင်တာပဲဟာဟုတ်ကဲ့ပြီးပါပြီရှင်ဟုတ်ကဲ့ဒါဆိုလာရတူသွားမယ်ပြီညီမလေးပတ်စံကောင်တာမှာရှင်းရမှာလားဒီမှာပဲပေးရမှာလားကောင်တာမှာရှင်းရမှာပါရှင်ဟုတ်ပြီလာရလာတလင်းလာငါတို့သွားရအောင်ဟဲ့မေယွန်းနေရတော့ငါတို့ shopping ထွက်ပြီးတော့အင်ကြီးလေးပဲဝယ်ပြီးစပင်လည်းမလုပ်ပါလားအေးငါမလုပ်ရှင်တော့လို့ပါငါရန်ကုန်မှာလည်းစပင်ဖြောက်ငယ်သေးတယ်လေအဲ့ဒါကြောင့်မလို့လှုပ်ထားတာ2 လလောက်ပဲရှိသေးရဟာအဲ့ဒါကြောင့်မလို့ပါဟဲ့အင်ကြီးကတော့နင်တို့ဆာကူရာ shopping mall ကြီးမှာလှလို့ဝယ်လိုက်တယ်လေဟဲ့နင်တို့ကရွာဆိုပေမဲ့တိုးတက်သွားပဲဟာအေးလေဟဲ့လာသွားရကဲညီမလေးတို့အကုန်လုပ်ပြီးဆိုရင်လည်းသွားရအောင်လေလာပတ်ဆိုင်ရှင်းရအောင်ပဲမလားဘယ်လောက်ကြလဲညီမလေးဟုတ်ကဲ့ခဏလေးပါနော်စပင်လောက်တာက2 ယောက်ဆိုတော့တယောက်ကိုစပင်လောက်တာ1000ခွဲကြပါတယ်ရှင်3000ကြပါတယ်ဟဲ့တနေ့နေရှင်းပါလားသမီးရဲ့ရတုရဲ့တယောက်တော့ရှင်းပါဘာဖြစ်လို့လဲဆိုတော့သမီးနဲ့ရတုနဲ့ကယွန်းကိုခေါ်တာလို့လေဟဲ့ရပါတယ်ငါလည်းပေးမယ်လေတဝက်ရတယ်ယုံမပေးနဲ့နေရဧည့်သည်လေလောက်ပါရန်ကုန်သွားတော့ကလည်းနေငါတို့ကျန်းရှင်းစီတီးလိုက်ပို့ပြီးတော့နေမဲအကုန်ခံထားတဲ့ဟာကိုလုံငါတို့ပဲပေးလိုက်ပါမယ်ရော့ဒီမှာတော့ညီမလေးရော့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကဲဒါဆိုရင်လည်းသွားရအောင်လာနှုတ်ပဲသွားကြအောင်ပါလေမသိဘူးကိုကြီးလာသွားရအောင်ဟဲ့တော့ကြအချိန်မမီတော့ပဲနေအောင်ပဲအိမ်ပြန်มาလို့ဘယ်သွားကြအောင်ပါလဲအကိုကြီးဟိုဟာသွားမယ်လीဘာလဲ Cherry Cat Cafe မှာရုံးကိုမုန်းလိုက်ဝယ်ကျွေးလိုက်အောင်ပဲဟုတ်တယ်ကိုကြီးအဲ့နေရာကောင်းနေသွားမယ်အေးဟုတ်တယ် Cherry Cat Cafe ကောင်းနေလို့တကယ်ချင်းကမျိုးကလာတာဆိုတော့လိုက်ဝယ်ကျွေးလိုက်လေလာသွားမယ်ညီမလေးဟိုရောက်လို့ရှင်အားမနာနဲ့နော်မှာစားဟဲ့တလင်းဘူးငါရှင်းမယ်နော်ကိုကြီးရလေခုကြမှာထူးထူးဆန်းဆန်းပါဖြစ်တာတော့
အမလီယွန်းလာတော့ဝေကျွေးမယ်လေပါလေးနဲ့တလင်းကိုတော့တစ်ခါမှမုံမဝေကျွေးဘူးပဲနဲ့အမလီရပါတယ်ကိုကြီးရဲ့ရုံးရှင်းလိုက်ပါမယ်ဟဲ့ရတယ်ငါရှင်းမယ်ရတယ်ငါရှင်းမယ်နော်အော်ရတယ်လေညီမလေးပို့ကိုရှင်းလိုက်မယ်အော်ရတယ်ကိုမရှင်းနဲ့ရုံးကခုမှလာတာဆိုတော့ရုံးမရှင်းနဲ့တော့ရတယ်ငါရှင်းမယ်တော့က beauty salon တော့ကငါအနှုတ်မပါလို့ဆိုပြီးတော့တလင်းက9000စိုက်ပေးထားတာတလင်းမရှင်းနဲ့တော့ဒီအခါငါရှင်းလိုက်မယ်ရတယ်အေးပါဟဲ့ဒါဆိုနေရှင်းလိုက်နော်အေးငါရှင်းလိုက်မယ်ရတယ်ဒီနေ့ကတော့အရန်နေလူရှင်းနေရနော်ကိုကြီးအေးဟုတ်တယ်ညီမလေးရုံးဒီဆိုင်ကဒီလိုပါပဲလူကတော့နည်းနည်းရှင်းတယ်ဥမာလူ2ယောက်တော့ရှိသားပဲအော်ဟုတ်ကဲ့ကိုကြီးဒါဆိုရုံးတော့ဘယ်အဝိုင်းမှာထိုင်ကြမလဲဒီမှာထိုင်မယ်လေအရန်စားလို့ကောင်းတာပဲဒီဆိုင်ကဘာလို့လူမကြရလဲမသိဘူးနော်စားလို့ကောင်းရဲ့သားနဲ့အေးဟုတ်တယ်ဟဲ့ကြက်ကင်လေးဆိုလဲစားလို့ကောင်းတယ်အေးကောင်းတာပဲဒီဆိုင်ကဘာလို့လူမကြရလဲမသိဘူးကြက်ကင်ကငါတယောက်ထဲမကုန်လေဟဲ့ဝိုင်းစားကြပါအောင်ပူပူစားလေတလင်းကိုကြီးစားတော့ရတယ်အမနာနဲ့ရပါတယ်ကောင်းနေရောပဲကဲပြီးကိုလာတောက်ကြမယ်ကိုလာကြီးလည်းရောက်လာပြီဆိုတော့လာစားလို့တောက်လို့လည်းပြီးပြီဆက်ရှင်လို့လည်းပြီးပြီဆိုတော့လာသွားရအောင်ဟာကိုကြီးရေတလင်းမေ့နေတာဒီနေ့ကိုကြီးကတော့တလင်းတက်ရှင်လောက်အောင်မယ်အော်ထားလိုက်ပါတဲကိုပဲလောက်ခိုင်းလိုက်တော့ညဟိုမှာနေတငယ်ချင်းရောက်နေဒီနေ့နေမလုံးနဲ့တော့ကိုကြီးရေအမေကတဲကိုအိမ်အလုံးလုံးပုံငါထားတာလေကိုကြီးခန့်သူပဲကိုကြီးအသက်သူပဲရှင်းတော့ဘလို့တင်းတော်မှာတော့လူမမရှိတဲ့ကိစ္စကိုဟဲ့ရတယ်တဲပဲရှင်းလိုက်မယ်ငါအခန်းနေမရှင်းနဲ့တော့ငါအိမ်သွားမယ်ငါအိမ်ရဲ့အရင်သွားလိုက်မယ်ဟဲ့တဲ့ညီကမချက်မပြုတ်ဝင်နေပါလို့ရတော့အကိုလေးအန်တီကသမီးကိုကျန်ဒီတပြက်စီလိုက်ခိုင်းထားပြီးတော့နေရနေတော့ခိုင်းထားလို့ပါနေရချက်ပြုတ်ရပါလိဟဲ့အမေကလေသူကိုယ်တိုင်လုပ်နေပြန်ပြီလားမသိဘူးငါထင်တာမလွယ်ဘူးအမေအဲ့ဒါတွေလုပ်ဖို့တဲကိုငားရပါတယ်ဆိုအမေကဝင်လို့တော့ဘာထူးမှာတော့မဟုတ်ပါဘူးသားရဲ့တလင်းတငယ်ချင်းရောက်နေတော့အမေတို့လိုက်ရစားစီချင်လို့ပါအမေရဲ့တဲကိုလည်းဒီရောအားပဲတဲကိုချက်ခိုင်းလိုက်ပြီးနေတဲ့ဟာကိုအမေကတော့မဟုတ်ပါဘူးငါသားရဲ့မပူနဲ့မင်းတဲလိုက်ရတလင်းတငယ်ချင်းကြံဝိုင်းတခြားလုံးစားရမှာအခုကငါကိုယ်တိုင်မဲချက်လိုက်တော့တယ်သားရဲ့လို့ပါညီမသွားနေစမ်းနဲ့လောသူတို့တော့ခေါ်သမင်းစားလို့ရပြီလို့ပြီးတော့ဗျာမေတို့ကအဲ့လိုပဲဟဲလာငါတို့အိမ်ထဲဝင်ရဟဲ့ဒါနဲ့ငါတခုမေးစရာရှိလို့အေးမင်းလေရောဒီဟာအဲ့ဒါနင်းကိုခန်းလားဟုတ်တယ်လေဘာဖြစ်လို့လဲဟုတ်တယ်ဘာဖြစ်လို့လဲမဟုတ်ပါဘူးမေးကြည့်တာဟဲ့ရတူဒီနေ့ငါ့အိမ်မှာနင်းလာအိတ်ပါလားအိတ်ချင်တာပေါ့ဟဲ့ငါဟိုးနေတယ်အိတ်ချင်နေတာဒါမဲ့ငါအမေကနေမကောင်းဖြစ်နေတယ်ငါပြန်မရမယ်အေးပါနောက်နေ့လာအိမ်နော်